သမယတုတ်ဆိုတာနတ်တရဲ့အမိကိုဖော်ထုတ်ပြီးတော့ပြောတဲ့တုတ်ပဲအတိများကြတယ်အဲ့ဒီမဟာသမယတုတ်မဟာသမယနေ့မှာလေးနဲ့တဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေအကြောင်းကနည်းနည်းသိတဲ့ပုဂ္ဂိုလ်နည်းတယ်ပေါ့နော်ကျွတ်ကြတယ်ဖတ်ကြတယ်ဆိုရင်လည်းပဲတိလောကမနုကတ္တမိယထဘုံမှာတရတိတာဆိုအဲ့ဒီမဟာသမယတုတ်ပဲရွတ်ကြတာနတ်တွေအကြောင်းပြောထားတဲ့မဟာသမယတုတ်ပဲရွတ်တယ်သို့တော့အဲ့ဒီမဟာသမယနေ့မှာမြတ်စွာဘုရားဟောတဲ့တရားအလေးနဲ့တရား6တုတ်ရှိတယ်အဲ့ဒီတရားတွေကအဓိကနတ်တွေကိုဟောတာပဲဖြစ်တယ်နော်မဟာသမယတုတ်မှာရောက်လာကြတဲ့ပရိသတ်တွေမှာလူပရိသတ်ကတော့တာဂိဝိမင်းနဲ့ကောသလမင်းသားတာဂိဝိမင်းသားနဲ့ကောလိယမင်းသားရှားနာ900မဟာဝနလို့ခေါ်တဲ့တောအုပ်ကြီးတွေမှာရှောက်ရှိနေကြတယ်ယဟနာ900ရှေ့မှာမြတ်စွာဘုရားကလာရောက်ပြီးတော့ဖူးမြင်ကြတယ်စัจ java လာတိုက်တဲ့တောင်းကလာကြတဲ့နတ်တွေပြမတွေကအပြည့်ဖြစ်တယ်ပေါ့အဲနတ်ပြမတွေရဲ့စရိုက်ကိုကြည့်ပြီးတော့မဟာသမယတုတ်6တုတ်ကိုဟောကြားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အစကနေစပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတက္ကတိုင်းမှာခီးရတ္တစာရီကြွချီရင်ကပိလဝမြို့ဒီကြောရယုံကျောင်းမှာသရင်သုံးကြိုက်ဖြစ်တယ်တချို့လည်းသာဝတိပြည်မှာလို့လည်းမှတ်တမ်းရှိတယ်ပေါ့နော်ဒါမှတ်သားထားမှု2မျိုးရှိတယ်ပေါ့ဒီမှာတော့သုဒ္ဓနိဗ္ဗာန်အထက်ကရာမှာလာတဲ့အတိုင်းပဲကပိလဝမြို့ဒီကြောရယုံကျောင်းမှာနေတဲ့ချိန်လေးမှာတာဂိဝိမင်းနေနဲ့ကောလိယမင်းနေရဲ့ချားမှာရှေးကိုအကြောင်းပြုပြီးတော့စစ်ဖြစ်ကြတယ်ခက်ရဒေါသဖြစ်ပွားလာကြတယ်အဲ့ဒီအချိန်ဘာနဲ့ပတ်သက်တုံးဆိုတော့ကပိလဝမြို့နဲ့ဒီကောလိယမြို့တို့ရဲ့2မြို့အကြားမှာဖြတ်ပြီးတော့စီးဆင်းသွားတဲ့ရောဟိဏီမြစ်ဆိုတာရှိတယ်အဲ့ဒီရောဟိဏီမြစ်ကမြစ်အသေးလေးဆိုတော့အငယ်လေးဆိုတော့တခါတခါရေနေတယ်တခါတခါရေများတယ်ပေါ့မူးမြစ်တို့မြစ်ကလေးအမျိုး2မျိုးကြားကနေဖြတ်သွားတဲ့မြစ်ကလေးအဲ့ဒီမှာတာဂိယမင်းနေနဲ့ကောလိယမင်းနေရဲ့အလုသမားတွေကအဲ့ဒီမြေကိုသုံးချပြီးတော့စွာဆိုင်ကြတာစွာဆိုင်ကြတယ်ရေနေပြီဆိုတဲ့အခါကျတော့တမန်နေတုတ်ပြီးတော့ကိုယ့်ဘက်ကိုရေသွင်းကြတယ်စပါးရေအောင်မို့ဆိုပြီးတော့ရေမြောင်းနေတူးပြီးကိုယ့်ဘက်ကိုရေသွင်းကြတယ်အဲ့ဒီနှစ်မှာတော့ရေတော့နေတယ်အဲ့တော့ကိုယ့်ဘက်ကိုရေယူဖို့မြောင်းတူးကြတဲ့အခါမှာအလုံးသမားတွေချင်းချင်းခက်ရန်တော့တာဖြစ်ကြတယ်ပေါ့ရှေးရလို့မှုနဲ့ပတ်သက်ပြီးခက်ရန်တော့တာဖြစ်ကြတယ်ခက်ရန်တော့တာဖြစ်တဲ့အခါမှာရိုးရိုးပြောရတယ်မဟုတ်ဘဲနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့မျိုးရိုးကိုထိခိုက်ပြီးတော့ဆဲကြဆိုကြတဲ့အဆင့်ထိရောက်သွားကြတယ်ရှေးရလို့မှုနဲ့အဲ့ရေပြဿနာရေရကြလို့အဲ့တော့တာဂိဝိမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ဖော်ပြီးဆဲကြတယ်ကောလိယတွေကကောလိယမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ပြီးတော့တာဂိယတွေကဆဲကြတယ်အဲ့လိုပြန်လာငယ်ချိုးငယ်နာတွေဖော်ပြီးတော့ဆဲကြတဲ့အခါတပည့်ရုပ်ချုပ်တဲ့မင်းကြီးထီအောင်သတရင်ကရောက်သွားတော့မခံကျင်စိတ်တွေဖြစ်ပြီးတော့စစ်ပြင်ပြီးတော့ရောဟိဏီမြစ်ကမ်းကြီးမှာဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း
စစ်ပြင်ပြီးတော့ရောဟိနီမြစ်ဘက်ကိုစစ်တပ်တွေခြိတက်လာကြဟိုဘက်ကတာဂိဝင်စစ်တပ်ကဟိုဘက်ကကောလီယာစစ်တပ်ကဒီဘက်ကနေပြီးတော့မြေရလွန်မှုနဲ့ပတ်သက်ပြီးတော့တမန်ရန်ဖြစ်တာလည်းမဟုတ်ဘူးနိုင်ငံစစ်ဖြစ်တဲ့အနေအထားထိအောင်ရှောက်ရှိပြီးတော့လာကြအဲ့ဒီချိန်လေးမှာမြတ်စွာဘုရားကြွားရောက်လာတယ်ကြွားရောက်လာပြီးတော့မြတ်စွာဘုရားရဲ့တရားပြနာချမှုကြောင့်ဖះပေါ်မှာလည်းကြည်ညိုစိတ်ကလည်းငကိုရှိကြတော့နှစ်ဦးစလုံးဟာဆွေတွေမျိုးတွေကြီးပဲလေတာဂိဝင်နေတွေကအဖဘက်ကကောလိယတွေကအမေဘက်ကသုတ္တရဏမင်းကြီးကတာခိယမေရောမာယာကကောလိယအဲ့တော့အမေဘက်အဖေဘက်အမျိုးတွေကြီးပဲဆိုအဲ့ဒီအကြောင်းကိုသမိုင်းထောက်ထားနဲ့မြတ်စွာဘုရားရာဆိုရင်တာဂိဝင်မင်းမျိုးတွေကောလိယမင်းမျိုးတွေဖြစ်ပေါ်လာဖို့သမိုင်းကြောင်းကနေစပြီးတော့ဆွေတွေမျိုးတွေဖြစ်လို့တုံးနဲ့တူခဲတော်သာဖြစ်ပြီးတော့စစ်ဖြစ်သည့်အထိအငြင်းပွားတာမကောင်းတဲ့အကြောင်းမြတ်စွာဘုရားတရားဟောတာဟောလိုက်တဲ့အခါမှာအလုံးကတို့ဟာဆွေမျိုးသားချင်းပဲနှုတ်လုံးဟာဆွေတွေမျိုးတွေပဲဆိုပြီးသူတို့ရဲ့ခိုင်ရဖြစ်တဲ့ဒေါသတွေကိုလျှော့ချပြီးတော့လက်နဲ့တွေစွန့်ပြီးမြတ်စွာဘုရားဟောတာကိုပဲအာယုံစိုက်ပြီးနားထောင်ကြတယ်စစ်ပြေငြိမ့်သွားတယ်ပေါ့စစ်တိုက်မှမတိုက်ကြတော့အဲ့လိုမြတ်စွာဘုရားရဲ့တရားပြနားချမှုကြောင့်စစ်ပွဲဟာရပ်ဆဲသွားတယ်ရပ်ဆဲသွားတော့မြတ်စွာဘုရားကိုကျေးဇူးတင်ကြတယ်နှစ်ဖက်ကကျေးဇူးတင်တယ်အကယ်၍သာဘုရားကအကြောမလာဘူးတရားပြနားမချဘူးဆိုလို့ရှိရင်နှစ်ဖက်စလုံးဟာထိခိုက်ဒဏ်ရာတွေရကြမှာပဲစစ်ဖြစ်တယ်ဆိုတာကိုကြီးလည်းနိုင်မှာမဟုတ်ဘူးလေနှုတ်နှောကထိခိုက်ဒဏ်ရာမျိုးတွေဖြစ်ကြမှာအဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့တာဂိယမင်းမျိုးတွေကမင်းသား920ကောလိယမင်းမျိုးတွေကမင်းသား920စုစုပေါင်းမင်းသား250တာဂိယ250ကောလိယ250အလုံး200ပေါင်းလိုက်တဲ့အခါမင်းသားပေါင်း900အစီအစဉ်လုပ်ပြီးတော့မြတ်စွာဘုရားကိုဝန်းရညဖို့ခေါင်းဆောင်တွေကတိုက်တွန်းတဲ့အခါကျတော့အဲ့ဒီမင်းသားတွေဟာတာဂိယမင်းသား250ကောလိယမင်းသား250စုစုပေါင်း900ဟာအိမ်တော်ရှိတဲ့မင်းသားတွေဖြစ်တယ်လူလွတ်တွေတော့မဟုတ်ဘူးအဲ့တော့အများကတောင်းဆိုမှုကြောင့်သူတို့ဟာလူပေါင်းခွာပြီးတော့သင်္ကန်းဝတ်ကြတယ်သင်္ကန်းဝတ်တယ်ဆိုတော့အိမ်တော်ရှိနေတာဆိုတော့ဘယ်ပြောမလဲအရှိခေတ်ကတော့များသောအားဖြင့်အိမ်တော်ရှိတဲ့လူတွေပဲသာသနာ့ဘောင်ဝင်ကြတာများတယ်လေခဏခေတ်ကတော့ငယ်ပြူဆိုတာပါအိမ်တော်မရှိတဲ့လူတွေဝင်ကြတာခဏခေတ်ကအိမ်တော်ရှိမှဝင်ရင်တောထွက်လို့ခေါ်ခံရသေးတာတက်ကြီးကဝင်ရင်တောထွက်ဖြစ်တယ်အဲ့တော့အိမ်တော်မရှိတဲ့ငယ်ငယ်တွေကသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်တွေဒါခဏခေတ်မှများတာဘုရားလက်ထက်ကတော့မဟုတ်ဘူးအိမ်တော်ရှိပြီးသားပုဂ္ဂိုလ်တွေဟာသူတို့ဆန္ဒအလျောက်သာသနာ့ဘောင်ဝင်ကြတာဖြစ်တယ်တော့ဝင်လာတဲ့သာသနာ့ဘောင်ရောက်ပြီးတော့မြတ်စွာဘုရားနောက်တရားဓမ္မကိုကျင့်ကြံကြုတ်ကိုအထောက်ကြတဲ့အခါမှာတရားမသိသေးတဲ့အချိန်အိမ်မှာကြံရတဲ့စနီးတဲ့ဖြစ်တဲ့မင်းသမီးတွေကစာပေးကြတာပေါ့တိတ်တိတ်ပုံစာပေးကြတဲ့အခါသူသာသနာ့ဘောင်မပြောကြတော့ဘူးအဲ့ကိုယ်လူထက်ချင်လာကြတယ်တရားစင်ကမပြတ်တော့လူလည်းကျင်ကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားသိတယ်သိတော့မြတ်စွာဘုရား